အားလုံးပဲမင်္ဂလာပါရှင်ချစ်တူရေညိုမီပြန်ရောက်ပါပြီเนาะဒါကတော့အလှူသွားတဲ့ပုံလေးပေါ့မနက်အစောကြီးအခုမှပဲဗီဒီယိုဖိုင်လေးဆက်ပြီးတင်ရပါတယ်ရှင်ဒါကတော့ညိုမီခရီးစထွက်နေတဲ့အချိန်ပေါ့ဗီဒီယိုဖိုင်လေးကတော့နည်းနည်းရှည်တယ်ညိုမီ3ဖြတ်လောက်တော့တင်ရမယ်နဲ့တူတယ်အဲ့ဒါကတော့ပထမပိုင်းသွားနေတဲ့ခရီးပုံလေးပေါ့ဒါကားနဲ့သွားနေတာဒါကတော့ပဲချိတ်စီးပြီးသွားတာခရီးစဉ်ပေါင်းချင်းကတော့3နိုင်ခန်းလောက်တော့ရှိမယ်အေယာဝတီတိုင်းကော်မူးမြို့နယ်ကြိုက်လက်ပေါ့အဲ့ဒီကြိုက်လက်ကြီးရွာအဲ့ဒီကိုသွားရတာပါရှင်ကြိုက်လက်မှာအလှူသွားလောက်တာပေါ့နော်အဲ့မှာဆက်လေးလေးလည်းစီးရတယ်ဒါကတော့လှူပွဲတွေပေါ့ပစ္စည်းတွေကတော့အစုံပဲပါတယ်နော်ဒါကတော့ရှမ်းခောက်ဆွဲလှူမယ်ဆိုတော့အဲ့လှူပွဲတွေပေါ့ပဲချိန်နဲ့သွားနေပါတယ်ရှင်ရေလန်းကြောထဲမှာအရန်ကိုပျော်ဖို့လည်းကောင်းပါတယ်လူမီးရလေဒီအလှူကိုချစ်တို့အားလုံးနဲ့ရစေချင်တယ်နော်အားလုံးတို့ကိုလည်းညိုမီဆူတောင်းခဲ့ပါတယ်ဒီအလှူကညိုမီအလှူလည်းမဟုတ်ပါဘူးနော်ချစ်တို့အလှူဖြစ်ပါတယ်ရှင်ချစ်တို့အားလုံးညိုမီစီမှာဈေးဝယ်တဲ့9ရက်သားသမီးအားလုံးနဲ့ဒီအလှူကိုရပါတယ်ဒီအလှူကိုညိုမီယာစัจ java လာတစ်ခွင်လုံးမှာရှိတဲ့တတ္တဝါအပေါင်းမြင်ရတဲ့ပုံကိုမမြင်ရတဲ့ပုံကိုအားလုံးတို့ကိုဆူတောင်းပြီးတော့လှူဒန်းခဲ့ပါတယ်ရှင်ဒါကတော့မပြင်မစင်ရသေးတဲ့ပုံလေးပေါ့နော်ပြင်ဆင်ပြီးတဲ့ပုံလေးလည်းတင်ပေးပါမယ်ရှင်အဲ့ဒီမှာရှိနေတဲ့ပုံကိုယ်တွေပေါ့နော်အရန်ကိုကြည်နူးဖို့ကောင်းပါတယ်ရှင်